Hello အားလုံးမင်္ဂလာပါကျမရှင်းလို့ရှင်နေပါရှင်းလို့ရှင်နေဆိုလို့ရှင်ကျမအလုံးမှာကျမရဲ့အတွေ့အကြုံပါနော်ရှင်းလို့ရှင်တာကျမလူမျိုးကိုယ်နဲ့အလုပ်တူတွဲလုပ်ရတာအလုပ်တူတွဲလို့တခါကျမပါအတွေ့အကြုံရလေဆိုရင်ကျမကအစကျမတင်စားဒီအလုပ်စားရတော့မှာပေါ့နော်ဒီအလုပ်စားရတော့ဆိုကျမမသိဘူးသူကကျမအများစိတ်ဆိုးတယ်အများနဲ့လာတိုက်ခိုက်တယ်ကျမကြည့်မရဘူးတိလားဒါနေ့စဉ်နဲ့အမျှဆိုတော့လေတရက်ကိုတော့အချိန်တရက်ကိုတော့စိတ်အရင်ပြောင်းနေမနဲ့တစိတ်နဲ့နေ့နဲ့တစိတ်နဲ့ညနေတစိတ်ကမတူကိုရတယ်ဆိုကျမဆက်ရတော့ဆိုကျမတို့စဉ်းစားရတယ်ဘာတွေ့လဲဘာဖြစ်လို့လဲငါဘာမှလို့လဲကိုဖြစ်ပြန်ရှာလို့ပြန်ထုတ်ရတာပေါ့နော်ကျမနောက်ဆုံးတော့အဖြစ်တွေ့တဲ့ခါကျ very simple ရအောင်အရင်ရိုးရှင်းနေပဲအဓိကဖြစ်ပါလဲဆိုလို့ရှိရင်အလုပ်ချစ်ခြင်းနဲ့မချစ်ခြင်းနဲ့ကွာဝါတာကျမလို့ကျမချစ်တယ်သူကအလုပ်ကိုမချစ်ဘူးအလုပ်ကပတ်စံပေးလို့သူကလုပ်တာအဲ့ခါကျသူကအလုပ်မချစ်တဲ့လူကအလုပ်ရမ်းကြောက်တယ်ဒီလားအလုပ်ကိုမချစ်တဲ့လူကအလုပ်ရမ်းကြောက်တယ်ဘာကြောင့်ကြောက်တာလဲပြင်းလို့ကြောက်တာနော်ပြင်းလို့ကြောက်တာပြင်းတဲ့လူကသူကအမြဲတမ်းပြဿနာရှိတယ်သူကပြဿနာရှာတယ်ဘလို့စိတ်ဆိုးရမှာလဲဘလို့ပြဿနာရှာမှာလဲဘလို့တိုက်ခိုက်ရမှာလဲ every day သူရဲ့အောင်တော်တော်မှာဒါပဲရှိတယ်ဒါပဲရှိရတဲ့သူဒါနဲ့ပဲသူဘဝသူရဲ့ပေါင်းချင်တဲ့သူသွားတာအဲ့ခါကျကျမတို့ကကျမပေါ့နော်ကျမသူတိုက်ခိုက်နေချင်းဆိုလို့ချင်းကျမညင်နေလိုက်တယ်တင်ညာထွက်သွားလိုက်တယ်သူနဲ့ပြန်ပြီးစကားမပြောဘာကြောင့်မပြောလဲဆိုတော့ကျမတို့ကြောက်လို့လည်းမဟုတ်ဘူးသူ့ကိုရှိန်လို့လည်းမဟုတ်ဘူးအဲ့ဆိုကျမညမဖြစ်ချင်တာဘာကြောင့်ညမဖြစ်ချင်လဲဆိုတော့ရှင်ကျမတို့လူသားမှာခန္ဓာကိုယ်မှာစိတ်ဝိညာဉ်ရှိကျမခရစ်ယာန်ဘာသာဆိုဝိညာဉ်ဗုဒ္ဓဘာသာပြောနေဗုဒ္ဓဘာသာဘယ်ကပြောမှဆိုလို့ရှိရင်တော့ကျမတို့ကိုယ်ဆောင်နဲ့ပေါ့ကိုယ်ဆောင်နဲ့ကျမတို့ကိုယ်ဆောင်နဲ့ကျမတို့ချစ်တယ်ကျမတို့ကောက်ွယ်ပေးတယ်ဆောက်ရှောက်ပေးတယ်ကျမတို့ကောင်းတဲ့အရာနဲ့ခေါ်ဆောင်ပေးတယ်အင်းနေချုံတဲ့ခါကျမတို့ကောက်ွယ်ပေးတယ်ဒါကျမတို့ကောက်ွယ်နေတဲ့ဆောက်ရှောက်နေတဲ့ကျမတို့ရဲ့ကိုယ်ဆောင်နဲ့ကျမတို့ကျမတို့ထပ်ပြီးဆောက်ရှောက်နေတဲ့နတ်ဆိုတာရှိသေးတယ်ကျမတို့ကမမြင်နိုင်တာကျမတို့ချစ်တယ်ကျမတို့ကောင်းတဲ့အရာနဲ့အမြဲတမ်းပေးဆိုတော့ကောင်းတဲ့အရာနဲ့ကွာအမြဲတမ်းပေးသူတို့ကအမြဲတမ်းပေးတဲ့ခါကျကိုကဒီစိတ်ကိုကွာကျိုးစိုက်ပေးရတယ်ဒီစိတ်ကိုကွာတယ်မလားနူးညံ့ရတယ်ပျော်ရတယ်ဆိုတာနေရာတကာလိုက်ပျော်ခိုင်းတာမဟုတ်ကိုကဘယ်လိုခေါ်မလဲစိတ်ကောင်းရှိရမယ်တီးခံခြင်းစိတ်ကောင်းရှိတီးခံရမယ်ခွင့်လွှတ်ရမယ်ခွင့်လွှတ်တယ်ဆိုတာအရင်ကောင်းတဲ့အရာနော်တုံရောလူနေကခွင့်လွှတ်တာတိတ်တော့ခွာမဖြစ်ကြအောင်ခွင့်လွှတ်နိုင်ကြအောင်ဒီလားဘာဆိုတော့အရင်စိတ်ကသူငါတဲ့လောက်တာငါဘာမသူကဘာမလို့ငါအခန့်နေရမှာလဲငါပြန်လုပ်လိုက်မယ်ဆိုတော့အတွေ့အစိတ်ကတုံ့ပြန်မှုနဲ့အရင် strong ဖြစ်တယ်ပါနော်တေးခံခြင်းနဲ့ခွင့်လွှတ်ခြင်းနဲ့တုံရောလူနဲ့တိတ်မလုပ်ချင်ကြအောင်လုပ်ဖို့လည်းစိတ်ကလည်းမရှိဘူးလုပ်လည်းမလုပ်ချင်ကြဘူးလုပ်လည်းမလုပ်နိုင်ဘူးတုံရောပေါ့နော်ပြောပြချင်တာဒါပေမဲ့ကျမတို့လူသားတွေဖြစ်တဲ့အတွက်ကျမတို့ကခွင့်လွှတ်ခြင်းနဲ့ဆက်ပြီးတော့ရှင်းတတ်နိုင်မယ်ဆိုလို့ရှိရင်ကျမတို့လူချင်းနဲ့ပန်းနိုင်ရောက်တယ် trust me you know ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့လူသားဖြစ်တဲ့အတွက်ကိုပန်းနိုင်ရလားမရလားတကနာကျမတို့ကိုကျမကြီးကိုဆိုင်မယ်ဘာအတွက်ကြီးကိုဆိုင်မလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်နော်ခေတ်နဲ့ခုပြီးတခုဖြစ်တယ်ရှိကြည့်လိုက်လေးကြည့်လိုက်စနေတန်းလိုက်တယောက်တင်မလားတက်ချက်ဖြစ်ကြအဲ့ခါကျကျမတို့မနှက်ဖြန်ဆိုတာမသေးကြဘူး
မနေ့ပြန်ပါဖြစ်မလဲဆိုတော့ကျမတို့မသိနိုင်ဘူးအဲ့ဒါကျမတို့အခုလက်ရှိအချိန်လေးကိုကျမရဲ့စိတ်နှလုံးကိုကျမတို့ကကွယ်ရတဲ့ရှက်ရှောက်ရတဲ့ငြင်းချမ်းခြင်းကိုကိုငြင်းချမ်းလုပ်မှလားကိုရဲ့ပေါင်းချင်ကိုငြင်းချမ်းအောင်ဟိုညဝိုင်ပြလို့ရတယ်သိရမလားအဲ့တော့ကိုကလူသားဖြစ်တဲ့လူသားမှာလူနဲ့နေရတဲ့လူတွေလည်းဟိုကင်းနေလို့မရအောင်ကိုချစ်တယ်လို့ကိုရဲ့ပေါင်းချင်တဲ့ကိုချစ်ရတယ်ကိုဖေးမတယ်လို့ကိုဂီးဆိုင်တယ်လို့ကိုရဲ့ပေါင်းချင်တဲ့ကိုဂီးဆိုင်ရတယ်ဒါကျမတို့လူရဲ့တဘာဝရဲ့ဟိုလောကမှာအရာပေါ့နော်ဒါမရှိလဲမရှောင်တာအိမ်တဲ့အိမ်မှာညံဖြစ်လို့ပေါင်းချင်ရပြောပိုင်ကိုမရှိဘူးဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့ကျမတို့အိမ်တဲ့အိမ်မှာဟိုအရေးကြုံလာတဲ့ခါကျဒီပေါင်းချင်နဲ့ကျမတို့ကင်းလို့မရဒီပေါင်းချင်ကိုရင်မှုကျမတို့လိုရတယ်ကျမတို့လူသားဖြစ်တဲ့အတွက်ပေါင်းချင်ဆိုတာကျမတို့လိုအပ်တယ်နော်မလိုအပ်ဘူးဆိုစကားလုံးမသုံးနဲ့လိုအပ်တယ်နော်ကျမတို့ပေါင်းချင်ကျမတို့ရင်မိတ်ဆွေဒီလားအဲ့ခါကျကျမတို့ကဘာလဲဆိုရင်အသက်ရှင်နေခြင်းနဲ့အချင်းခဏတာလေးမှာ enjoy ရမယ် happiness everything you know ကျမတို့တယောက်ကိုတယောက်ချီရမယ်တယောက်ကိုတယောက်နားလဲရမယ်တယောက်တယောက်ခွလို့နိုင်အောင်ခွလို့နိုင်အောင်ကွာစိတ်လေးထားမယ်ကဘာလုံးအရင်မကြည့်နဲ့ကိုယ့်ရဲ့စိတ်ကိုအရင်ငြင်းချအောင်လုပ်တဲ့ခါကျအော်တိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းလှတယ်ကျင်းနေတယ်တောက်ပါတယ်ညကျမတို့စိတ်ကပန်းနေတဲ့ပွင့်လို့ပဲကျမတို့ကကျိုးဆိုင်ပေးရတယ်နော်ပန်းနေတဲ့ပွင့်လို့ထားတယ်ပန်းနေတဲ့ပွင့်လို့ရှောက်ရတယ်ကာကွယ်ရတယ်ဘာလို့ကျမတို့ကစိတ်နဲ့ဒီစိတ်နဲ့လှုပ်လို့ဒီစိတ်နဲ့လူရင်းထိတွေ့မှုရှိပဲဒီစိတ်နဲ့ကျမတို့ကထိန်းချုပ်အရရောက်ဆုံးဖြတ်ရတယ်ဟုတ်လားဆိုအဲ့ခါကျကျမကပြောချင်လဲဆိုလို့ရှိရင်ဟိုသူများကိုလာတက်ခိုက်မတော့ပြန်နဲ့ခွလို့နိုင်ကြိုးစားနော်စာမြင်မဖတ်ရင်စာမြင်မဖတ်တဲ့ရလက်ကညံပွင့်နေဟာလားကိုယ့်ရဲ့ပြဿနာရဲ့ဖြေရှင်းချက်ကဒီစာကနေကိုရလာတာအဲ့တော့ဉာဏ်ပညာဆိုတာကိုယ့်ရဲ့မိဘကိုယ့်ရဲ့မွေးမိဘကိုယ့်ရဲ့မွေးပေးတဲ့မိဘဆီရလာတဲ့ဗီဇနဲ့ကိုလေးလာတဲ့စာဘုဟုတ္တစာပေတွေနဲ့ပေါင်းဆက်ပြီးတော့ကိုလည်းတခုအဖြစ်ရကိုယ့်အရေးသွေးနဲ့ထွက်လာတဲ့စကားလုံးနဲ့ဆက်အောင်လည်းကွာထင်ထွင်ရတယ်စာဖတ်ခြင်းဟာပညာရှိခြင်းပဲနော်ဟိုကျောင်းမှာစာသွားသင်မှသူများသင်ပေးမှပညာရတာမဟုတ်ပညာရတယ်ဆိုတာโอเคဒါလည်းပညာရခြင်းတစ်ခုပဲဘယ်ရမှာကိုယ်စကားအဆုံးပြောလို့မရစာဖတ်ခြင်းဟာပညာရခြင်းပဲအသိဉာဏ်တရားကြွယ်ဝခြင်းပဲနော်အဲ့သိဉာဏ်တရားချင်းအဲ့သိဉာဏ်တရားဟာအရင်ကျင့်ပြလို့ရှိရင်ကဘာရအင်းကျန်တယ်ကျမရဲ့စိတ်နှလုံးကဘာနဲ့ဆက်လဲဆိုလို့ရှိရင်ဖျားတရားနဲ့ဆက်တယ်ကျမတို့ဖျားတရားမြင်မြင်လုပ်ပြီးဖျားကိုချစ်ပေးဖျားတရားမြင်မြင်လုပ်ပြီးအဲ့ခါကျကျမတို့မှာဖျားတရားနဲ့နီးစပ်တဲ့ခါကျကျမတို့လူတွေကိုခွင့်လွတ်တဲ့စိတ်ကအော်တိုဖြစ်လာတယ်ခွင့်လွတ်တဲ့စိတ်ဆိုတာဖျားဆရာလာတာဉာဏ်ပညာရှိခြင်းဆိုတာကကိုယ်ကစားဆရာလာတာဆိုတော့အဲ့နှစ်ခုကိုယ်ကအမြင်နဲ့လေးလာတင်ယူရမယ်အမြင်နဲ့နီးဆုံးရှိအောင်ကိုနေရမယ်ပေါ့နော်အဲ့တော့ရန်သူကတင့်ရန်သူကတင့်မုန်းနေမုန်းတဲ့ခါကျရှိကိုဘက်ကပြန်ပြီးတော့အမုန်းနဲ့မတော့ပြန်နဲ့မျက်တနဲ့တော့ပြန်မှာနော်အဲ့ခါကျအဓိကခွလွတ်နိုင်ကြိုးစားခွလွတ်နိုင်ခြင်းဟာအာမြင်ခြင်းပဲရှင်းချက်ခြင်းပဲခွလွတ်ခြင်းဆိုတာရှင်းချက်တာနဲ့အရင်သက်ဆိုင်နေနော်ဘာဖြစ်လို့သူကခွလွတ်နိုင်ရလဲရှင်းချက်လို့လေဟုတ်လားမလားအဖျက်ရှိခြင်းလေးပဲတယောက်တည်းနေ